Okay. You know, so na, camera, sima, the pen, the pen, tông bè, không có một bảo, chỉ để đen tông lý bè, à công luôn, nên mà công chết à, nên mà công chết à, nên mà công chết đó, ấy đó, chỉ bên chỗ tí chui bia đó, thì nó bên chỗ tí chui bia đó, thì nó bên tí chui bia đó, à bên lâu gì mà này rồi mà, nó bên nó tí chui bia đó. A tíอยู่တော့မဲ့အချိန်မှာအtíကျွန်တော်တို့အtíမယူခင်တော့လှလှရေးအtíယူတဲ့အချိန်ကျမှဘလို့ဖြစ်လည်းမသိဘူးတစ်ချံလုံးကဘာမှမဖြစ်ဒီနှစ်ပင်သုံးပင်နဲ့ဖြစ်သွားတာနော်အဲ့လိုမျိုးကျွန်တော်တို့အtíတွေလုံးဝမထားဘူးအဲ့ဒီတော့ကျွန်တော်တို့တစ်ခါတလေကြာလို့ရှိရင်ကျွန်တော်ရွေးချယ်ရမယ့်အပိုင်းလေးတွေရှိတယ်အခါကျဆုံးဖြတ်ချက်ချတာဘာဖြစ်လဲဆိုတော့ကိုအခြေအနေကြည့်ရမယ်လေကိုအပင်ရဲ့အခြေအနေတကယ်လို့အtíကအတီးကအလုံးလည်းမကြည့်သေးဘူးဆိုပါစို့ဗျာကျွန်တော်တို့အပင်အခြေအနေကြည့်မယ်တူအတီးကထမ်းထားလို့နိုင်တယ်ဆိုလို့ရှိရင်တော့အခြေအနေကြည့်ပေါ့တကယ်လို့ထမ်းထားမနိုင်ဘူးဆိုရင်တော့လိုအပ်ရင်တော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဖြတ်ထုတ်ရမှာအတီးတွေဖြတ်ထုတ်ရမှာအပင်ကိုအရင်ဝိရိယပေးရမယ်ဘာနဲ့လားတဲ့တူလဲဆိုတော့ကျွန်တော်တို့ဆိုပါစို့ဗျာနော်တခုခုဖြစ်လို့မှကျွန်တော်တို့ကိုလက်အင်္ဂါတွေမှာဆိုပါစို့နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲလူကအသက်ကိုနော်အသက်ကိုထိယူရမယ်လေနော်အသက်ကိုလူယူရမယ်ဆိုလိုချင်တဲ့ຢာကအသီးကိုမယူဘာဖြစ်လဲဆိုတော့ဖြတ်ထုတ်လိုက်တယ်အဓိကအပင်ကိုမွေးလိုက်တယ်ကဲအပင်မွေးလိုက်တော့ဘာဖြစ်လဲကျွန်တော်အဲ့ဒီမှာအသီးယူလိုက်မှဆိုတော့သိကြတယ်ဒီအပင်တွေကတော့ရှိတော့မှာမဟုတ်တော့အဲ့တော့အသီးမယူလိုက်တဲ့အခါမှာဒီကြည့်သူ့ပြုစုလိုက်တယ်ပြန်မွေးမြူပေးလိုက်တဲ့အခါမှာပြန်လှလာတယ်ဟိုမှာဒီမှာတက်သေးတော့ရှိသေးတယ်ဒီမှာလာကြည့်ဒီပင်မှာလာပြပေးလိုက်မတော်လားဒီမှာအသက်တွေတော့ကျွန်တော်အထက်အညွတ်တွေအသက်တွေတော့အဲ့တော့မဖြတ်ထုတ်တာအောင်ဒီတိုင်းထားတာဘာဖြစ်လဲဆိုဒီဘက်ချမ်းထဲမှာအဖျားထဲမှာအကုန်6တာအကုန်6ပြီးတော့မှအဲ့ဒီအကိုင်းနဲ့မလစ်သွားရအောင်ဒီအကိုင်းနဲ့မလစ်သွားရအောင်ဒီအသက်လေးနဲ့ကျွန်တော်တို့ကပြုစုပေးထားတယ်ဒီအသက်လေးကိုမဖြတ်ဘူးစေးဖြန်းတဲ့ဟာကြလို့ရှိရင်အစာစားဖို့အရွက်မှမရှိတော့တာအဲ့တော့ဒီအသက်လေးကနေပြီးတော့အစာစားရတယ်ကဲဒီအသက်တွေကဘယ်လိုမျိုးကောင်းကျိုးရှိလဲဒီအသက်တွေကဒီအကိုင်းကိုသူကနော်အားကိုပြန်ပြီးတော့မှဖြစ်စေတာပေါ့ဘယ်လိုပြောမလဲဘာဖြစ်လဲဆိုတော့သူသွားပြီးတော့ပြုစုပေးတယ်လေဒီအကိုင်းတွေကိုနော်အဲ့ဒီတော့ကျွန်တော်တို့ဒီအသက်တွေဖြတ်လို့ရခြင်းမရခြင်းဆိုတဲ့အရာဒီကျွန်တော်တို့အမျိုးရှိတယ်ဒီမှာမဖြတ်ရတဲ့အကြောင်းရင်းကအဲ့ဒီလိုမျိုးဒီအဖျားတွေမှာမရှိတော့တော့ကြောင့်မလို့ဒီအသက်နဲ့ဆေးဖြန်းတဲ့အခါမှာတော့အစာစားလို့ရအောင်ဒါဒီအရွက်လေးတွေကိုဒီအသက်တွေကိုသူ့ပါဇက်အနေနဲ့ထားတာအဲ့ဒါကြောင့်မလို့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြတ်လို့ရဘာပြဿနာမှမရှိတော့သူကအေးဆေးသွားပြီသူကအေးဆေးသွားပြီအဲ့ကြောင့်မလို့ကျွန်တော်တို့တခါတလေမှာပြောပြတာတော့ဟုတ်တယ်ဒါပေမဲ့အတိုင်းတာတစ်ခုလောက်တော့ရတာပေါ့ကျွန်တော်ညီကိုတွေတကယ်တမ်းကြားလို့ရှိရင်တခါကျရင်အလုတ်ကွင်ထဲမှာကျွန်တော်တို့ကဘာကြောင့်ဖြစ်တာလဲဘလို့ဖြစ်တာလဲဘယ်နေစားဖြစ်တာလဲတခါကျလို့ရှိရင်မေးရတယ်အဲ့လိုမျိုးကြောင့်နော်တခါကျလို့ရှိရင်ကျွန်တော်တို့ဖြေပေးလိုက်တာတော့ဟုတ်တယ်ဒါပေမဲ့ကိုပြောလိုက်တဲ့အရာနဲ့တကယ်မဖြစ်နေတဲ့အရာနဲ့ကကျွန်တော်ညီကိုတွေမေးတာနဲ့တူရှင်မတူမှာတကယ်လို့မေးတာနဲ့ကျွန်တော်ပြောပြတာနဲ့တူတယ်ဆိုတော့တမျိုးပေါ့ကိုဖြေရှင်းရတဲ့အခါမှာလွယ်ကူတာပေါ့နော်ဒါပေမဲ့မှန်ကန်တော့ပျောက်ဘယ်လိုအဆင်ပြေတာပေါ့ကိုမေးတာကညီကိုမေးတာပုံစံကဘလို့လောက်ခဲ့လဲဆိုတာကျွန်တော်မသိဘူးเนาะအပင်ကဘလို့မျိုးပြုစုခဲ့တယ်ဘာတွေလောက်ခဲ့လဲအသီးတွေဘလို့ထားခဲ့တာလားမထားခဲ့တာလားစေးသီးလောက်တာလားရာသီသီးလောက်တာလားဒါကိုကျွန်တော်မသိဘူးလေမသိတဲ့ဟာကြတဲ့ခါကြလို့ရှိရင်ပြန်ဖြေရတာအတိကျဆိုတာနည်းနည်းတော့ခက်တယ်ဒီတဘောကိုပြောတာဖြစ်တယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ညီကိုတွေကိုလည်းအများနဲ့ကျွန်တော်မေးတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့မေးခွန်းကိုပြည့်စုံလေးမေးပေးပါเนาะကျွန်တော်ညီကိုတွေပြန်ဖြေတဲ့အခါကြလို့ရှိရင်တိကျအောင်ဖြေပေးလို့ရအောင်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်